ဒီနေ့စားရမှာတော့နန်းနန်းပြင်ပါနန်းနန်းပြင်စားရမှာပါနောက်တစ်ခုကတော့စက်တင်ဂျူးနဲ့တုတ်တူနဲ့ငရုတ်စိမ်းတော့နဲ့ငရုတ်တီးတွေပါလော်ပြီးသားတွေဖြစ်ပါတယ်လို့အဲတော့ခရမ်းတီးအလုံးလေးဖြစ်ပါတယ်ခင်ဗျာဒါသေပြုံသီးဖြစ်ပါတယ်ဟိုမသားကသားအော်လို့ပါလို့သားတရားကလက်ဆောင်လာပေးတာဒီမှာဝယ်ချင်တဲ့လူတွေမှာသွားမှာလက်ကားသွားယူကြလိုက်ဒါလေးကတော့ပိတ်ဖြစ်ပါတယ်ခင်ဗျာဒါကတော့မူပါဗာမူလေးတော့ကျွန်တော်လည်းမသိဘူးဒါလည်းမိုးတော့မူပါပဲဒါငရုတ်တီးမလော်တီးရတဲ့ငရုတ်တီးစိမ့်တော့ခုနပြန်ကြိုက်စားလို့လည်းရပါတယ်ခင်ဗျာဒါတွေကိုညနေစားသက်ချက်အောင်ဖြစ်ပါတယ်ဒါဝတ်တာအချောက်ကျော်ဖြစ်ပါတယ်ခင်ဗျာမြို့ကိုစုဖို့မြို့တီးမိုက်ကျမဲထောင်းပါတယ်ခင်ဗျာအားလုံးပဲဘာမှမဟုတ်ပါဘူးဒါကတော့ဟင်းရီတောက်ပါပဲဝတ်သားဟင်းရီတောက်ဖြစ်ပါတယ်ခင်ဗျာဝေစားဝတ်သားဟင်းရီတောက်တရားဆိုင်ဒါကတော့ကျွန်တော်ပါဆိုင်ထဲမှာအစားနိုင်ဆုံးပူမှုပါမကြရင်စားလို့ရတော့မှာပါတော့နေရတော့ချက်ပါပြီစားလို့ကောင်းမဲ့ပုံပါပဲဒီတွေကိုချက်တဲ့သူကတော့ဒီမှာပါခင်ဗျာမလေးမပူရေ